ကဲဒီနေ့ကိုညီလေးတွေကိုပြောရနည်းနည်းလေးရှိတယ်အဲ့ဒါကမင်းတိုင်စမ်း ဟုတ်ကဲ့ မင်းအလုပ်ကဘယ်လိုလုပ်နေရလဲဖိုင်မာကြီးကိုမှောင်မဲနေတာပဲမိဘလုံးမဖွင့်ထားရလဲ ဟဲ့မင်းညမကိုချွတ်စမ်းဟာငါဖုန်းနေရောငါမြန်မြန်နေရောမင်းရဲ့ဆိုင်ရှင်လားငါဆိုင်ရှင်လား တထေးကတထေးဘောစီကဘောစီ အေးတောက်ကြောင်ကစားမင်းဒီဆိုင်ရောတာဘယ်နှလားရှိပြီ6လ6လဒီရဲ့ဆိုင်လေးသာမင်းသိလား သိတယ်ရန်ကုန်မှာလေ အေးပေါ့ဟာဟဲ့ရန်ကုန်ကတော့မင်းပြောမှာလားကွာဆိုင်လေးစာအတိအကျပြောနေတာ မသိ မသိဘူးဟဲ့မင်းသိလား တည်ရဗျ ဟိုသိရင်ပြတ်ပါလား ဆိုင်ကရန်ကင်းမြို့မိုးကောင်းမတိုင်နီကံပဲဘူတာယုံလန်းကံပဲတာဝါအောက်မှာ တွေ့လားမင်းထဲအလုံး9လလောက်နောက်ကျမိပဲရောက်တဲ့လူကဆိုင်လေးစာတိကျသိတယ်မင်းကမသိဘူးဆိုတော့မင်းရဲ့စိတ်ဝင်စားမှုမရှိလို့ဘောကွာ ဘောစီရတယ်ဒီတော့ဝန်ထမ်းတွေအများကြီးရှိတဲ့တဲမှာဘာလို့ကျွန်တော်ကြီးပဲကွက်ဆူနေရလဲ မင်းကပဲဆိုပါဘောကွာမင်း customer လေးတစ်ခုပြုဆိုလို့ရှိရင်မင်းပဲအေးစိတ်မရှိရလဲမင်းပဲအေးတစ်ခုခုပြုဆိုငါကောင်းလို့ပဲကြားတယ်ငါပဲဖြည့်ရှင်းနေရတယ်ဟဲ့ရောငါသားမင်းနဲ့ငါညီကိုဆိုပေမဲ့ဒီတက customer နဲ့တစ်ခုခုဖြစ်လို့ကတော့မင်းကငါကိုယ်တိုင်လုပ်တော့မှာဟုတ်ပါလား ဟုတ်ပေါက်တယ် အေးပေါင်ပြီးရောကိုယ်စကြလို့ အားရတွားရအောင် အေးပေါ့ဟာဟဲ့ဒီမဟုတ်တာနော်မေထောက်ရှောက်မနေတာတွားကွာတောင်းကုန်မလည်းမသိဘူး ကဲဘေဘီဒီနေ့ပြင်ထွက်ရတာဆိုတော့ဘေဘီပါစားခြင်းလဲဘာတောက်ခြင်းလဲ ဖေဖေခုစားခြင်းနေတာကရှမ်းခောက်ဆွဲနောက်ရရင်ရှမ်းပြည်နယ်အရသာစစ်စစ်လေးစားခြင်းလေး ဖြစ်ရမှာပေါ့ဘေဘီပြီးတော့ဘာလို့ရှင်လဲ ပြီးတော့ကော်ဖီလေးတောက်ရင်းနဲ့အေးအေးဆေးဆေးတည်နေနဲ့နေလို့ရတဲ့ဓာတ်မုတ်လှလှလေးတွေရိုက်လို့ရနေရာလေးမှလည်းသွားခြင်းနေ ဟောစိတ်ချအဲ့ဆိုရင်တော့ကိုကဘေဘီစိတ်ကိုတီးရတဲ့အတွက်ကြောင့်မလို့ဟိုမှာတွေ့လားဘူးအဖူးဆိုင်မှာကိုခေါ်လာ ဟုတ်လေဘလို့ချူလောက်ပါ အော်ဘရွန်ကျူလာ တဲ့ သူကကိုရီးယားမှာနေတာများလာတော့အင်္ဂလိပ်ဆိုင်တော့တိတ်မဖတ်တတ်တော့ဘေဘီရဲ့နော်အဲ့ဆိုင်နေလိုက်ကြွေးမယ် ဈေးတော်တော်ကြီးမှာပဲเนาะဆိုင်လေးကိုကြည့်ရတာ အော်ဘေဘီရဲ့ဒီဆိုင်ကလုံးဝဈေးမကြီးဘူးနော်ကိုဆိုစားနေကြဈေးနှုန်းနဲ့တက်တာတလို့အရသာလည်းအရင်ကောင်းတာဒါပါကိုလိုက်ကြွေးမယ်နော် လာပါရှင်ဘလို့ဒီကနေပြဆိုပါရှင် ဘောချူရမယ်လား ကဲဒီမှာညီမလေးမှာတဲ့ကော်ဖီရပါပြီညီမလေးဟိုကလေကိုကြီးဒီတကြားထက်ကိုတိမ့်လိုက်မယ်နော် ဘာလို့လဲ ဘာလို့လဲဆိုတော့ညီမလေးမှာအပြုံးချွတ်ရှိပြီးသားလေတကြားမလို့တော့ဘူးလို့ထင်လို့ဟောညီမလေးဟာကော်ဖီလေးတောက်ကြည့်ပါဦး ဝိဒါ အာညီမလေးကော်ဖီတောက်လိုက်တာကိုကြီးရဲ့နှလုံးသားလေးကျွေဆင်းသွားတာပဲ ဟောဝိဒါဘာလို့လဲကွာ လူလိုနားမလဲဘူးလားဟမ်ဟိုမှာလေကျွန်တော်နှလုံးသားကြီးကကိစ္စစကားပြောနေတယ်ဟမ်ခင်ဗျာလူလိုနားမလဲဘူးလား ဟဲ့မင်းဝိဒါမဟုတ်ဘူးလား ဟာဟုတ်တယ် ငါကတ်စတမာလေးကွာ အော်ဟုတ်ကဲ့ sorry ပါ sorry ပါ ဘာလဲလဲဘာရလဲမင်းတို့ဆိုင်မှာ ဟဲ့ ဟာဗျာ မင်းတို့ဆိုင်မှာဘာတွေရလဲလို့ ဟုတ်ကျွန်တော်ဆိုင်မှာရှမ်းတော့ဆမ်ဗျာ ဟာရလူကြီးလေကွာမြင်လိုက်တယ်ကွာဖြည်းဖြည်းလေးပြောသမှာကွာဟောဖြည်းဖြည်းချင်းပြောတော်တော်ချင်းစီပြော တလုံးချင်းဟောဟိုပါရှမ်းခေါဆွဲရေစိတ် ဟာဟဲ့တော်တော်ကွာပြေတော့ကွာဘွက်ကိုကြည့်မယ်မိမိကျော်စားကျင်တာစီဘာစားမှာလဲရှမ်းစားကျင်တာမလားရှမ်းတဲ့ဘွက်မှာလိုက်တော့မယ်နော်ရှမ်းတဲ့ဘွက်ပေးကွာတော့ ဟုတ် အော်ဒါနဲ့နေကော်ဖီတောက်မလားကော်ဖီတစ်ခွက် နာနာမီတက်မှာလားကို ဝါရကော်ဖီနဲ့နာမည်နဲ့ဘာဆိုင်လို့လဲကွာ ဘာမှမဆိုင်တော့တဲ့သူတယောက်ကိုအချိန်တွေကြာကြီးမမေးနိုင်ပဲနေ့တိုင်းလွှမ်းနေတာမျိုးဆိုရင်ရောငါညီဘယ်လိုလုပ်မလဲ မင်းဘာပြောလဲကွာကြောင်လေးကြောင်တော်နဲ့ပြောငါမှလည်းအခုချမှာမချဘူးလား ဟုတ်ချမယ်ချမယ် ထွားသားပါကွာကြောင်လေးကြောင်တော်နဲ့ဘယ်လိုကောင်းလဲတွေ့နေကောင်းလားဘေဘီဒီဆိုင်ကော်ဖီလေးရလဲရကောင်းလားကော်ဖီလေးတောက်ကြည့်ရမလား ကော်ဖီဆက်တယ် ဟာဘေဘီကော်ဖီကဘာလို့ဆက်မှာလဲ ကိုကိုတောက်ကြည့်ရ ဟမ်ဘေဘီကမပြနိုင်တာဟေးဆက်တယ်ဟုတ်ကဲ့ဝိုက်တာ
ဟိုတလဲကောင်ဝိတ်ကြကောင်လာစမ်းတလဲကောင်ဟေ့လာဟေ့ဒီကော်ပီကဘာလို့ဆက်နေရလဲ ဟာကော်ပီဆက်တယ်လို့ကြားဘူးပါဘူးကိုရမဖြစ်နိုင်လား မဟုတ်သေးပါဘူးကွာစိုက်ချင်းလာခဲ့တာ ဘာဖြစ်လို့လဲဗျာကို ခရမတူလဲ ဟိုကျွန်တော်ဒီဆိုင်ရှင်ပါဗျာ စိုက်ချင်း ဟုတ်ကဲ့ ဒီကော်ပီဆက်နေတယ်ဟမ်ခရမတူလောက်ပါလဲ အကိုရဲ့ကော်ပီကခါလာပါကွာ တပည့်မရှိတဲ့ကွာရောခါလဲဆိုတောက်ကြည့်စမ်းဗျာတောက်ကြည့်စမ်းဗျာ ဟုတ်ကဲ့မဆိုင်တော့ကိုခရိုင်းနေခဏလား ဆက်နေလား ဒါမင်းလက်ချမင်းငါမမဲတော့လား ဒါကျွန်တော်ရီစားဟောင်း ဒါမင်းကြီးတော့ ဟုတ်တယ် တောင်းလို့မင်းဒီကော်ဖီတဲ့ဥပ္ပေဘာထဲတယ်ပြောလား မြုပ်ပြီးထောင်းထဲလိုက်တာ ဒီကော်ဖီတော့ငယ်စီထုံတယ်ဗျာလားကွာဟုတ်ကဲ့ အဲ့ခရလေးကိစ္စဘယ်လိုရှိပါလဲ โอเคကျွန်တော်အစ်စ်ပြင်လဲပြီမယ်နော်ကျွန်တော်အစင်ပြန်ပြန်ပြီးစားပြီမယ်ကို တက်မလဲတော့နော်တော့လည်းမတော့တော့ဒီကိစ္စကိုကျွန်တော်ရှင်းပေး ဟိုအစင်ရှင်းပြီကိုစိတ်ကိုရှော့ပါနော်ကျွန်တော်အစင်ပြန်ရှင်းပြီမယ်နော်ဟဲ့တော့ကနော်မင်းငါလည်းလိုက်ကနေ ဘူးကောင်းတယ်တော့တွေ့နေတယ်ဆက်နေလား ဟဲ့တော့ကနော်မင်းစော်ပြန်တော့ ပြန်ပါပါနော်ပြဿနာတစ်ခုခုပြင်းကိုညီလေးဘက်ကမပါမနဲ့တသိန်းဘက်ကပါပြီကြတာခမောင်ညီကိုပြက်ကလည်းတန်ရောတင်ဖြတ်လိုက်ပြီနော်ကျွန်တော်ရွာမှာထုံဆက်သုံးသီးရှိတယ်နွားလည်းရှိတယ်ဝက်လည်းရှိတယ်တီဆိုင်တွေထွက်တိုင်းကျွန်တော်ထမင်းမငတ်နိုင်ဘူးနော်ပြန်ပါ အပြန်ခွာပေါ့ ဒါမဖြစ်နိုင်တာတော့ဒါမေးတကပ်ပဲမလားရောဒါပြန်ပါနော်အေးဒုက္ခပဲ ကိုရဲ့တနာပါတယ်ဒီတစ်ခါတော့ခွန့်လွတ်ပေးလိုက်ပါပြည့်ကြီးမှဒီညီလေးတယောက်တည်းရှိရတော့ကြာလေလွင့်ဖြစ်သွားရင်ကို့စမှာတာဝန်ရှိရနော် အဲ့ဒါလည်းဟုတ်တယ်အကိုရဲ့တောင်းပန်နဲ့ကျွန်တော်ကိုပြန်မလွတ်ပါနဲ့နော်ကိုညီလေးကိုပြန်လို့ညီလေးပဲသွားနေရမလဲကိုညီလေးတော့မဖြစ်စေရအောင်နော်ကိုကြီးတော့တောင်းပန်နဲ့တော့ကိုကြီးတော့